အခုတပံတခင်ယေရှုနဲ့ပတ်သက်ပြီးတော့မာယွန်းစွာလွဲမားစွာလိုရာဆွဲပြီးတော့ရေးထားတဲ့ဘာသာတစ်ခုရှိတယ်ကျွန်တော်ကဘာသာရေးကြောင့်ပြောနေတာမဟုတ်ယေရှုခရစ်တော်ဘုရားရဲ့ကယ်တင်ခြင်းကြောင့်သစ္စာတရားကယ်တင်ခြင်းတရားကြောင့်ပြောနေတာဖြစ်တယ်ဆိုတော့စဉ်းစားကြည့်တခင်ယေရှုခရစ်တော်ဘုရားကလူစားတိခံယူတာကတော့နှစ်ပေါင်း2025နှစ်ရှိသွားပြီဒါပေမဲ့လူစားတိမခံယူခင်မှာသူကဘုရားသခင်အဖြစ်နဲ့ရှိနေတာကလူတွေမရှိမီဒီကဘာကြီးကိုမဖန်ဆင်းမီရှိနေတဲ့ဘုရားသခင်ဖြစ်တယ်နှုတ်ကပတ်တော်အနေနဲ့ဒီဓမ္မဟောင်းကာလမှာကဘာဦးကာလမှာလူတွေပေါ့လူတွေကိုထင်ရှားတဲ့ကာလမှာနှုတ်ကပတ်တော်အနေနဲ့ထင်ရှားတယ်နောက်တခြားတဒံနေအတိတ်ပဲတွေနဲ့လည်းသခင်ယေရှုခရစ်တော်ကထင်ရှားတယ်သူကြွလာမယ်အဲ့ဒီဘုရားသခင်ကလူတွေကိုကယ်တင်ဖို့ကြွလာမယ်ဆိုသည့်အတိုင်းဘလို့ကြွလာမလဲအပြုတ်ကညာတို့သမီးကညာဒီတားယောက်ျားကိုပွားမြင်လက်တန်ထိုသားကိုမင်းထိုသားကိုအီမာနွေလအမည်ဖြင့်မှတ်ရလက်တန်အီမာနွေလအနက်ကငါတို့နဲ့တူရှိတော်မူသောဘုရားသခင်ဆိုလို့ဒီကျမ်းစာထဲမှာတိတိကျကျဘာလို့ဖက်ပြုထားတယ်ဗျာဒိတ်ပေးထားတယ်အဲ့ဒီကယ်တင်ရှင်ဘုရားသခင်ကလူအဖြစ်ခံယူမယ်အပြုတ်ကညာဆိုတာတတိတက်ထားဖို့အပြုတ်ကညာဆိုတာဘာလဲဘယ်ယောက်ျားနဲ့မှအတူမနေတဲ့မိမ့်မပြူကနေတားယောက်ျားကိုပွားမယ်ဆိုတာကလူညံနဲ့မဖြစ်နိုင်သောအရာဖြစ်တယ်လူညာပြင်ဘလို့မှစဉ်းစားလို့မရအဲ့ဒါလူညာနဲ့လိုက်မမင်းနဲ့ကြားစားတယ်အဲ့ဒါလူတွေကရှောက်ပြီးတော့ကိုညာနဲ့ရှောက်တွေရှောက်ဖတ်ခဏနားလည်မှာမဟုတ်အဲ့မှာပြောချင်တယ်နော်ဘာကြောင့်လဲဘုရားပြောတဲ့စကားတွေကလူညာနဲ့လိုက်မမီတဲ့အရာတွေဖြစ်ပျက်ခဲ့တာပြီးရင်လူစားတိခံယူမှာတော့မှလူညာနဲ့လုံးဝလိုက်မမီနိုင်တဲ့အပြုတ်ကညာကနေမွေးပွားမယ်မဖြစ်နိုင်အဲ့ကြောင့်မာရိကိုယ်တိုင်ကလည်းပြောတယ်ကျမကအပြူပါမဖြစ်နိုင်ဘူးမဟုတ်ဘူးဒါဘုရားရဲ့တကူတော်အပြင်ကယ်တင်ရှင်ဘုရားသခင်ကလူစားတိကိုတတိယဆိုမာရိကတစားပလာပြအတုံးခံပြီးတော့မာရိရဲ့တက်အိမ်ကိုဘုရားကအတုံးပြုတ်ပြီးတော့ဘုရားကနန်ဝိညာဉ်ဘုရားသခင်ကလူကိုဖန်ဆင်းတဲ့ဘုရားသခင်ကလူကိုဖြစ်ခံယူအဲ့ကြောင့်မလို့သခင်ယေရှုကလူအသွေးအသားနဲ့မျိုးရိုးနဲ့မွေးလာတာမဟုတ်ဘူးဝိညာဉ်ကနေလူဖြစ်ခံတယ်မေးထုံမပါဘူးကိလေသာမပါဘူးဒါလူတွေလိုက်နေဖို့အရန်ခတ်တယ်ဒါပေမဲ့အဲ့ဒါခက်စင်ယနေ့လောကမှာဖန်ပြွန်တရေသားတို့အငှားကိုဝင်တို့လောက်လိုက်ဒါပေမဲ့အဲ့ဒီအငှားကိုဝင်တို့ဖန်ပြွန်တရေသားတို့ဆိုတာကလူမျိုးစေ့နဲ့လူရဲ့တုပ်ပိုးနဲ့ရှင်းအောင်ပြောမယ်ဆိုရင်ခဲ့လာဖြစ်တယ်ဒါပေမဲ့သခင်ယေရှုကသူ့ရဲ့ဝိညာဉ်အားဖြင့်တကိုးတော်အားဖြင့်လူဖြစ်ခံယူခဲ့တာအဲ့ကြောင့်သခင်ယေရှုခရစ်ဒီဖခင်သခင်ဖြစ်တယ်အဲ့ဒါကလူစားတိခံရတဲ့ပေါင်း2025နှစ်ရှိသွားပြီဒါကိုယ်တိုင်သူဒီဘုရားသခင်ဖြစ်ကြောင်းလက်တွေ့မှာတရားဟောတယ်နမိတ်လက္ခဏာတွေလုပ်တယ်ရှင်ဒေတဲ့သူတွေကိုရှင်ပြန်ထမ်းမြောက်စေတယ်အများကြီးပါသူလုပ်ခဲ့တဲ့တကိုးတွေပြောမယ်ဆိုရင်မကုံဆုံးနိုင်ဘူးအဲ့ဒါအဓိကမပြောချင်ဘူးအဓိကမိန်ကသခင်ယေရှုကအသေးခံဖို့ကြွလာတယ်လူတွေအပြစ်ကိုအသေးခံကြပြီးအပြစ်ဖြေလွတ်ပြီးဖို့ကြွလာတယ်ဆိုတဲ့အတိုင်းပဲလက်ဝါးကရိုင်ပေါ်မှာသူကအသေးသက်ရှင်ခံတယ်တိုးတင်ငယ်ကဲ့သို့အသေးသက်ရှင်ခံတယ်ဒါကBC နှစ်ပေါင်းများစွာကမ္ဘာဦးမှာကလေးကသခင်ယေရှုကလာအသေးခံမယ်ဆိုတဲ့အတိုင်းကျမ်းစာလာသည့်တိုင်းငါတို့အပြစ်ကြောင့်အသေးခံတယ်ပြီးရင်ကျမ်းစာလာရင်3ရက်မြောက်သောနေ့မှာရှင်ပြန်ထမြောက်ခဲ့တယ်အာမင်အဲ့ဒါကြောင့်သခင်ယေရှုကတက်တည်လက်ပြရှင်ပြန်ထမြောက်ရက်40ညီကြီးပေါ်မှာနေတပည့်တော်နဲ့တူလက်တွေကင်ဆန်းတယ်ရက်30ဝိညာဉ်ဆိုတာကင်လို့မရဘူးဒါပေမဲ့သခင်ယေရှုကရှင်ပြန်ထမြောက်ကြတယ်ဆိုတာကိုကင်လို့ရတယ်သူကစားစရာရှိတာအဲ့ဒါတွေကိုမိခဲ့တဲ့တပည့်တော်တွေတကယ်ဆိုတက်တည်တယ်သူဒီဘုရားသခင်ဖြစ်ကြောင်းဒါကြောင့်ဘုရားသခင်ဖြစ်တဲ့သူကသိသွားတဲ့သူကမြင်သွားတဲ့သူကပြောက်ဝကိုးကွယ်တယ်ဆိုတာကိုကျွန်တော်တို့ကျမ်းစာထဲမှာတွေ့ရတယ်ဆိုတော့ဒါကိုမြင်တွေ့တဲ့တပည့်တော်တွေဒီအကြောင်းအရာတွေပြန်လဲတက်တည်ခံတယ်ဘုရားသခင်ကဒီအရာတွေကိုရေးမှတ်ထားဖို့သူတို့ကိုဉာဏ်ပညာပေးတယ်ဒီတိုင်းရေးထားတယ်သခင်ယေရှုဒီဘုရားသခင်ရဲ့သားတော်ဖြစ်တယ်လို့ဘုရားသခင်လည်းဖြစ်တယ်ဆိုတာကိုဥစွာပေါ့နော်ဒီအကြောင်းအရာတွေတက်တည်ခံထားတယ်အဲ့ဒါကို Bible လို့ခေါ်တယ်ဓမ္မသစ်ပေါ့နော်ဓမ္မသစ်တရားလို့ခေါ်တယ်ကျမ်းစာမှာဓမ္မဟောင်းဓမ္မသစ်တချို့ပြောတယ်ခရစ်ယာန်ကျမ်းစာကဘာဖြစ်လို့ဓမ္မဟောင်းဓမ္မသစ်ရှိရလဲဆိုအဲ့ဒါဓမ္မဟောင်းဒီခရစ်တော်မကြွလာခင်မှာပေးထားတဲ့ဉာဏ်တရားနဲ့အနာဂတ်ဉာဏ်စာတွေဖြစ်တယ်ဒါပေမဲ့ဓမ္မသစ်ကျတော့ခရစ်တော်ကြွလာပြီးတဲ့အချိန်ကခရစ်တော်ရဲ့တတ်တော်စင်နဲ့ခရစ်တော်ရဲ့တရားတွေတမန်တော်တပည့်တော်တွေဟောပြောတဲ့အကြောင်းတွေတက်တည်ခံတဲ့အကြောင်းအရာဗျာဒိတ်အနာဂတ်မှာဖြစ်မဲ့အရာရေးထားတဲ့အရာဖြစ်တယ်အဲ့နှစ်ခုပေါင်းလိုက်မှတမန်ကျမ်းစာကပြည့်စုံတာစัจကျင်ပတ်မဟုတ်ဘူးနော်ပြည့်စုံသွားတာအဲ့မှာအနက်ဒိတ်ပဲလေအဲ့ဒီအကြောင်းအရာတွေကိုယ်တိုင်မြင်တွေ့တဲ့တက်တည်ခံတဲ့တပည့်တော်တွေကယေရှုဒီဘုရားသခင်သားတော်ပြောဒါပေမဲ့အဲ့မှာအဲ့ဒီတပည့်တော်တွေလက်ထက်မှာတစ်ခုပေါ်ခဲ့တာအဲ့ဒါပါလေယေရှုကဘုရားသားတော်မဟုတ်ဘူးကယ်တင်ရှင်မဟုတ်ဘူးသူကလူပဲဆိုပြီးတော့ပြောတယ်အဲ့ဒီလိုပြောတဲ့သူကမုတ်တာပြောတယ်အဲ့ဒါမိစ္ဆာဝိညာဉ်တွေကဒီလောကထဲမှာရောက်လာတယ်အဲ့ဒီမိစ္ဆာဝိညာဉ်ကလူတွေကိုတုပ်ပြီးတော့ယေရှုကကယ်တင်ရှင်ကိုဘုရားသားတော်မဟုတ်ဘုရားသခင်မဟုတ်ဘူးဆိုတော့သူတို့ကတခြားလူတွေကိုအသုံးပြုပြီးတော့သခင်ယေရှုကိုလူတွေကညှင်းပယ်အောင်လက်မခံအောင်လို့နိမ့်မြုံနဲ့လှည့်စားတယ်အဲ့ဒါကိုကျမ်းစာတွေကတိကျပြောတယ်အဲ့ဒီလိုလွဲမစွာဟောတဲ့သူတွေမိစ္ဆာတွေကဘယ်လိုဟောလဲယေရှုကဘုရားသားမဟုတ်ကယ်တင်ရှင်မဟုတ်ဖန်ဆင်းရှင်မဟုတ်အဲ့ဒါမိစ္ဆာပဲအဲ့ဒီမိစ္ဆာထဲမှာတခြားဘာသာတစ်ခုပါတယ်ကျွန်တော်ရှေ့မှာပြောခဲ့တယ်အာဆာလထဲမှာဘာသာထဲမှာဘာထည့်ထားတယ်လဲဆိုရင်သခင်ယေရှုကိုထည့်ထားတယ်ဘာလို့ဆိုဘုရားသားတော်နေနဲ့ထည့်ထားတာမဟုတ်ကယ်တင်ရှင်နေနဲ့ထည့်ထားတာမဟုတ်သူကဣဇာဆိုပြီးထည့်ထားတယ်တမန်တော်မှသူကနှိမ့်နေတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ကျမ်းစာအရာတိကျကျဖော်ပြထားတယ်အဲ့ဒီလိုပြောတဲ့သူကမိစ္ဆာစဉ်းစားကြည့်နော်သူတို့ကနှစ်ပေါင်းသခင်ယေရှုခရစ်တော်ရှင်ပြန်ထမြောက်ပြီးနှစ်ပေါင်း900ကျော်နောက်ပိုင်းမှာဒီအရာကိုဘယ်လိုပြောမလဲဒီအရာကိုစတင်တဲ့သူကသခင်ယေရှုလည်းမမြင်ဘူးပြီးရင်သူ့ကိုယ်သူတမန်တော်ဆိုပြီးတော့တက်တည်ခံတယ်ပြီးရင်သခင်ယေရှုကြောင့်မဟုတ်ဒုက္ခရှောက်တယ်ယေရှုကဘုရားသခင်မဟုတ်ဘုရားသားတော်မဟုတ်ဘူးဆိုတဲ့မှန်ပါမလားစဉ်းစားကြည့်နောက်ပေါ်တဲ့သူကအရင်ရှေ့မှာမြင်တွေ့ခဲ့တဲ့သူရှိတယ်လက်ခံတဲ့တမန်တော်ရှိတယ်တမန်တော်လို့ပြောတဲ့တမန်တော်မဟုတ်တမန်တော်မှာတမန်တော်အရင်ရှိတယ်တချို့ကမိစ္ဆာတမန်တော်ကြားကြတယ်မှာဇာတန်ပင်လင်းသောကောင်းကင်တမန်ရောင်ဆောင်တယ်တချို့ကောင်းကင်တမန်ကိုဇာတန်ကအယောင်ဆောင်ထားတာမိစ္ဆာကြားကြတယ်မှာအဲ့ဒီလိုယေရှုခရစ်တော်ကဘုရားသခင်သားတော်မဟုတ်ဘုရားသခင်မဟုတ်ခရစ်တော်မဟုတ်ညင်းတဲ့သူကမိစ္ဆာလေအဲ့ပြောတဲ့သူအဲ့ဒါရေးတဲ့သူကလည်းမိစ္ဆာပဲဖြစ်တယ်တမန်တော်ဆိုတာတမန်တော်အရေးချင်းရှိတယ်တမန်တော်မဟုတ်တဲ့သူကစဉ်းစားကြည့်နော်လေးနဲ့စဉ်းစားကြည့်တမန်တော်ရဲ့အသက်တာကဖယားစကားကိုနားထောင်ပြီးတော့ဖယားလမ်းပြတဲ့အထက်မှာလောကကာမဂုဏ်စည်းစိမ်စွန့်ပြီးတော့ဖယားအကြောင်းတက်တဲ့ခံဒုက္ခခံဖို့ခါတွေပြီးရင်ဖယားဘုံတော်ထင်ရှားတက်တည်ရှိတယ်ဒါပေမဲ့တချို့ကတမန်တော်တဲ့မိမတွေက7ယောက်လောက်ယူထားတယ်အဲ့မှာအသက်မပြည့်တဲ့လူတော်ပါတယ်ဒါတမန်တော်မဟုတ်ကျွန်တော်တို့တမန်ကျမ်းစာအရာယေရှုဒီခရစ်တော်မဟုတ်ဖယားကတော့မဟုတ်ညံ့ဆန်တဲ့သူမိစ္ဆာအဲ့ဒါလိုရဲမှတဲ့မူတာတရားဖြစ်တယ်ကြားစရာနားရှိတော့မိကကြားပါစေ
သူတို့အဲ့လိုပြောတဲ့အခါမှာရောတကယ်ယေရှုကြောင့်ပဲသူတို့ကတယ်လဲပြောတာသူတို့ပြောတဲ့အခါမှာသူတို့ဒေါသထွက်ကောင်းထွက်လိမ့်သူတို့ထဲမှာသိချတယ်ဟိုဘယ်လိုပြောမလဲဟိုကောင်းတော့ပဲဒီကောင်းတော့ဒီမကောင်းတော့ပဲဒီမကောင်းတော့အတိကိုသိမယ်မိစ္ဆာနဲ့ဒီတမန်နဲ့အဲ့မှာကွဲပြားလာတယ်သူတို့ထဲမှာဒေါသတွေထွက်လိမ့်တယ်မကောင်းတဲ့စကားတွေပြောနေတယ်သူတို့လာတော့သူတို့အဲ့လိုမျိုးပေါ့နော်ကျွန်တော်ရှေ့မှာတင်ထားတဲ့အရာနဲ့ပတ်သက်ပြီးတော့အဲ့လိုတကယ်တော့သူတို့ပြောတဲ့အရာ post တောင်ဆိုသေးတယ်သူတို့ကလူကောင်းလို့ဟန်ဆောင်ပြီးတော့ပေါ့နော်အဲ့လိုမျိုးတက်လွဲတွေမှုတာတွေပြောတာဖြစ်တယ်ဒါတမန်ကျမ်းစာထဲမှာယေရှုဒီဘုရားသားတော်ဖြစ်တယ်တမန်တော်မဟုတ်ဘူးတမန်တော်ဆိုတဲ့အသုံးလုံးမတွေ့ရဘူးတကယ်ရွှတ်တမန်တော်လို့လည်းမပြောဘူးအဲ့ဒါကမုတာမိစ္ဆာတရားဖြစ်တယ်ကြားစရာနာချီတော့ကြားပါစေ